အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောသွားမယ့်အကြောင်းအရာတော့မနက်ဖြန်ည10 နာရီမှာချင်းပိုင်းကစားသွားမယ့် Manchester City နဲ့ Manchester United တို့ရဲ့ပွဲချင်းကိုပွဲကြတော့တဲ့ချက်အနေနဲ့ပြုလုပ်သွားပေးချင်ပါတယ်ဒီပွဲချင်းနဲ့မပတ်သက်ပြီးမပြောခင်ဒီနှစ်သင်းအနေနဲ့ကျောင်းမြန်မာနိုင်ငံငလင်ပေးအတွက် speed ရောက်လုပ်ထားကြတယ်အရင်တော့ဒီအချိန်မှာလေးတိုက်နေပြီဆိုပေမဲ့ဒီအချိန်မှာတော့ဒါညီကိုလေးလိုပဲမြန်မာနိုင်ငံအတွက်ဒါနှစ်သင်းဖန်နေနဲ့speed ရောက်လုပ်ထားပေးကြတယ်ဝိုင်းဝန်းကူညီပေးထားကြတယ်အင်တာယာအတိုင်းနေနဲ့ကူညီပေးထားကြအောင်တွေ့ရတယ်ပေါ့နော်အဲ့တော့အရင်ကျော်စပြီးပြောလိုက်ရအောင်စပြီးပြောမယ်ဆိုရင်တော့ဒီ Manchester United တင်းအကြောင်းစပြီးပြောမယ်ပေါ့နော် Manchester United တင်းနေနဲ့ဒါ Man City နဲ့မကန်ခင်မှာ Nottingham Forest နဲ့ကန်ခဲ့တယ်အဲ့ပွဲချင်းမှာတော့ 1-0 ဆိုတဲ့ဒါရလက်နဲ့ဆုံးနေထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့ပွဲချင်းမှာလည်းဒါ Man United တင်းနေနဲ့ပိုပြီးကောင်းမှုခဲ့တယ်ဒါပေမဲ့ခွင့်ရသုံးမချနိုင်ခဲ့ဘူး Golden ရလက်တွေဖြုံးတိခဲ့တယ်ဒါနောက်ဆုံးမိနစ်တွေမှာဆိုရင်လည်းဒါဂိုးမလို့ခွင့်ရရခဲ့တယ်ဆိုပေမဲ့လည်းဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့ဘူးဒီတက်ကြောင့်မလို့1-0ဆိုရလက်နဲ့ဆုံးနေခဲ့တယ်အဲ့တော့တစ်ဖက်က Man City တင်းကိုကြည့်ရမယ်ဆိုရင်တော့ဒါ Man United နဲ့မကန်ခင်မှာ Leicester City လို့အတင်းနဲ့ကန်ရတယ်ပေါ့နော်အဲ့တင်းကိုတော့ Man City နေနဲ့ပထမပိုင်းတွင်းကို2ဂိုးနဲ့ပဲ2ကြီးဆွဲရလက်နဲ့ပွဲပြီးမှာတော့အနိုင်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီနှစ်တင်းရဲ့ဒီလက်ရှိရာသီအခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်ပြောရအောင်လက်ရှိရာသီမှာတော့ဒီနှစ်တင်းလုံးကဒီနှစ်တင်းဟာတော်တော်လေးအခြေအနေဆိုးဝါးနေတာတွေ့ရတယ်ပေါ့နော်အဲ့တော့Man City တင်းဆိုရင်လည်းဒီနေ့ရာသီတော်တော်လေးအခြေအနေဆိုးရတယ်ဒါလက်ရှိချိန်မှာတော့ဒါချန်ပီယံအိမ်မက်ကိုလက်လွတ်ပြီးတော့9နှစ်ဆက်ချန်ပီယံအိမ်မက်ကိုလက်လွတ်ပြီးတော့ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ကိုပဲရည်ရွယ်ထားရပြီပေါ့နော်နောက် Man United တင်းနေနဲ့လည်းဒီနေ့သူတို့တင်းရဲ့ဒါတမိုင်းတစ်လျှောက်ချိုးရတဲ့ရာသီလို့ပဲပြောရမယ်ပေါ့နော်ဒီရာသီကိုသူဖက်တန်းနေရတယ်ပိုင်ဆိုင်ထားတယ်အဲ့တော့ကျွန်တော်ဒီနှစ်တင်းနဲ့ပတ်သက်ပြီးကျွန်တော်ဒန်ယာလူရှင်းအကြောင်းလေးပြောအောင်ဒန်ယာလူရှင်းမှာတော့ဒါ Man United ဘက်မှာတော့ကျွန်တော်ကိုမမိန်နုပါမယ်အာမက်ဒီယာလိုပါမယ်ပြီးရင်လီဆန်ဒိုမာတီနက်ပါမယ်ကျွန်တော်ပြန်ပြောမယ်နော်ကျွန်တော်ဒီနှစ်သင်းနဲ့ပတ်သက်ပြီးဒန်ယာလူရှင်းအကြောင်းပြန်ပြောရအောင်မနော်Man United ဘက်မှာတော့ဒါကိုမမိန်နုပါမယ်အာမက်ဒီယာလိုပါမယ်လီချန်ဒိုမာတီနဲ့ပါမယ်ဒီလူတွေကတော့ဒါဒန်ရတဲ့ Man United ဘက်ကဒန်ရနေလူရှင်းဖြစ်တဲ့ Man City ဘက်မှာတော့အခန့်ကြီးအာလင်ဟာလန်ဂျွန်စတုန်နတန်ကဲဟိုဒရီဒီကစားမရဲ့ဒန်ရနေတယ်ဗောနော်အဲ့တော့ဒါပထမအကြောင်းမှာတော့ဒါ Man City တင်းနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာ Man United တင်းကို 2-1 ဆိုတဲ့ရလက်နဲ့အဆုံးနေခဲ့ရတယ်ဗောနော်ဒီတစ်ချိန်ဒုတိယအကြော့ပရီးမီးယားလိဒီချိန်ဒုတိယအကြော့ပရီးမီးယားလိမှာMan City တင်းနေနဲ့အိုးထွက်ဖို့ကိုရုံသွားပြီးတော့ Man United တင်းကိုအနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဒါ Man City တင်းနေနဲ့ဒါသူတို့အထက်ကဒါ Chelsea တင်းနေနဲ့ Spa တင်းကိုအနိုင်ရရှိထားတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အပေါ်မှာအစင်လင်းနေရာကိုရယူထားပြီးတော့တမတ်ကွာနဲ့ဒါအစင်လင်းနေရာကိုရယူထားတယ်ပေါ့နော် Man City တင်းနေနဲ့ဒီနေ့ပွဲချိန်တာအနိုင်ရအောင်ဆွမ်းဆောင်နိုင်မယ်ဆိုရင်အစင်လင်းနေရာကိုပြန်ပြီးတော့ဝင်နိုင်မယ်ချန်ပီယံလိဝင်ခွင့်လမ်းကြောင်းပြန်ပြီးရောက်ရှိမယ်ပေါ့နော်တစ်ဖက်က Man United ကိုကျွန်တော်ကြည့်အောင် Man United အနေနဲ့ကတော့ဒါ Spa တင်းအနေနဲ့ဆုံးနေခဲ့တာဖြစ်တဲ့ကြောင့်မလို့ဒီနေ့ပွဲချိန်လာနိုင်ရမယ်ဆိုရင်အောက်ကအတင်းနဲ့ Spa တင်းနဲ့လည်းအမှတ်ဖြတ်မယ်အပေါ်အတင်းနဲ့အဆင့်စနစ်ကအတင်းနဲ့လည်းအမှတ်ဒါပေါ့နော်ချင်းကတ်နိုင်မယ်ပေါ့နော်အမှတ်ကွာမှုကိုချော့ချနိုင်မယ်ဒါကြောင့်မလို့နှစ်တင်းလုံးအနေနဲ့ဒီနေ့ပွဲချိန်မှာအနိုင်ရလက်ကအရေးကြီးရပေါ့နော်ကျွန်တော်ဒီတင်းရဲ့နှစ်တင်းရဲ့နောက်ဆုံး5ချိန်ထိပ်တိုက်တွေ့ဆုံမှုမှာတော့ဒါ Man City တင်းဟာ3ချိန်နိုင်ရရှိထားပြီးတော့ Man United တင်းဟာ2ချိန်နိုင်ရရှိထားတာကိုတွေ့ရတယ်ပေါ့နော်ဒီမှာရောဘယ်တင်းကအနိုင်ရလက်ကိုပုံဖော်သွားနိုင်မလဲ Man City တင်းဟာဒါပထမကျော်သူတို့အိမ်ကွင်းမှာဆုံးနေထားတဲ့ရလက်ကိုပဲဒါအိုးထွက်ဖို့ကွင်းမှာအနိုင်ရလက်နဲ့ယူသွားနိုင်မလား Man United ကပဲသူတို့ရဲ့ဒါဒီဟာဒီ Man City တင်းကိုပရီးမီးယားလိမှာ2ပွဲဆက်အနိုင်ရလက်ကိုယူသွားနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဒီနှစ်တင်းဟာ Manchester Derby ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုအချိန်နေပါပဲဖြစ်ဖြစ်ဒီနှစ်တင်းဒီရလက်ဆိုးရတယ်ပဲပြော Manchester Derby ဖြစ်တဲ့ကြောင့်မလို့ပွဲချိန်ကြည့်လို့ကောင်းမယ်လို့ကျွန်တော်တို့ထင်မိတယ်ဒါမနက်ဖြန်ည10 နာရီမှာချိန်ပိုင်းကစားသွားမယ် Man United နဲ့ Manchester City တို့ရဲ့အတင်းရဲ့ပွဲကြိုးသုံးသက်ချက်ကိုကျွန်တော်ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe နိုင်ပြီးတော့အားပေးကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ video file လေးကိုဒီမှာပဲဆုံးသက်ပြရစေအားလုံးပဲကျေးဇူးတင်ပါတယ်